မိတ်ဆွေစစ်မြေပြင်မှာအခက်ခဲဆုံးအရာကရန်သူကိုအသေးတတ်ဖို့မဟုတ်ဘူးဘယ်သူကရန်သူလဲဆိုတာကိုခွဲခြားဖို့ပဲကဲကျွန်တော်အခုပြောပြမယ့်ဇာတ်လမ်းကတော့စစ်ကားဝါသနာအိုရီရဲ့ရင်ကိုတုံးလုပ်စေမယ်အမေရိကန်သမိုင်းမှာအောင်မြင်ဆုံးလို့သတ်မှတ်ခံရတဲ့စနိုက်ပါသမားခရစ်ကာရဲ့ဖြေချက်မှန်ဇာတ်လမ်းပဲဖြစ်ပါတယ်သမိုင်းတွင်မဲ့ကြည်တောင်ရအစားဇလန်းကိုစစ်မြေပြင်ရတင်မာမှုအပြည့်နဲ့စာဖွင့်ထားတယ်အမေရိကန်စစ်ရင်တန်းကြီးရှေ့တိုးလာနေချိန်မှာအဝေးကအင်ကောင်မိုးပေါ်ကနေခရစ်ကာယောတယောက်ကင်းထောင်နေတယ်အဲ့ဒီချိန်မှာအမျိုးသမီးတယောက်နဲ့ကလေးတယောက်အိမ်ထဲကထွက်လာပြီးကလေးလက်ထဲကိုလက်ပေပုံတစ်လုံးထည့်ပေးလိုက်တာကိုသူမြင်လိုက်ရတယ်မပြစ်လိုက်နဲ့လုံးဝမပြစ်လိုက်နဲ့လို့သူစိတ်ထဲကဆူတောင်းနေပေမဲ့ကလေးကစစ်သားတွေစီကိုဥတီပြေးသွားတဲ့အခါမှာတော့သူမောင်ကလုတ်ကိုဆွဲလိုက်ရပါတော့တယ်ဒါဟာသူ့ရဲ့ပထမဆုံးအသက်နှုတ်ယူမှုဖြစ်တယ်လို့စစ်ပွဲရဲ့ရက်စမှုကိုစတင်မီးဆန်းလိုက်ရတာပါပဲခရစ်ကာယောရဲ့စိတ်ဓာတ်ဟာငယ်စဉ်ကတည်းကသူ့ဖခင်တွတ်သွင်းပေးခဲ့တဲ့သင်ခန်းစာပေါ်မှာအခြေခံထားတာပါသူ့ဖေကသင်ပေးခဲ့တဲ့လောကမှာလူသုံးမျိုးရှိတယ်အနိုင်ကျင့်ခံရတဲ့သူအနိုင်ကျင့်တဲ့ဝမ်ဘလူနဲ့အားနည်းသူကိုကာကွယ်ပေးတဲ့သိုးချောင်းခွေးတဲ့ခရစ်ကတော့ဇလန်ဆုံးတဲ့အထိသိုးချောင်းခွေးအဖြစ်ပဲနေသွားခဲ့သူပါအရွယ်ရောက်လာတဲ့အခါမှာတော့ကောင်းပွားရဲ့ဘဝကနေနိုင်ငံကိုကာကွယ်ဖို့ Navy SEAL ထည့်ဝင်ခဲ့တယ်ပြင်းထန်လွန်းတဲ့လေ့ကျင့်ရေးတွေကိုကြော်ဖြတ်ပြီးတဲ့နောက်မှာတော့သူဟာ Iraq စစ်မြေပြင်ရဲ့ဒန်ဒါရီ The Legend တယောက်ဖြစ်လာခဲ့ပါတယ်ဒီဇလန်မှာစစ်ကားကြိုက်သူတွေသဘောကျမဲ့အချက်ကခရစ်နဲ့ရန်သူဘက်ကအိုလံပစ်ပြိုင်ပွဲဝင်စနိုက်ပါသမားဟောင်းမူစတာဖာလို့ရဲ့အားပြိုင်မှုပါပဲမူစတာဖာဟာအမေရိကန်စစ်သားတွေကိုငါရိုက်ကိုက်အကွာကနေခေါင်းတက်ဖိခတ်နိုင်သူပါသူတို့နှစ်ယောက်ရဲ့ကြောင်နဲ့ကြွက်ကစားပွဲဟာဇလန်တစ်လျှောက်လုံးရင်ခွန်စရာကောင်းလာပါတယ်တဖန်မှာလည်းတဘူချာလို့ခေါ်တဲ့အကျန်းဖတ်သမားကပြည်သူတွေကိုလွန်ပူနဲ့ဖောက်ထက်ပြပြီးရက်ဆက်ပြနေချိန်မှာခရစ်ကာယောရဲ့တာဝန်ကပိုပြီးကြီးလေးလာပါတယ်စစ်သားတယောက်ရဲ့ဘဝဟာစစ်မြေပြင်မှာတင်ခက်ခဲတာမဟုတ်ပါဘူးအိမ်ပြန်ရောက်တဲ့အခါမှာလည်းစစ်ပွဲကသူ့နှုတ်ကိုအရေးလိုလိုက်နေခဲ့ပါတယ်ဇနီးဖြစ်သူတရားရဲ့ဘေးမှာရှိနေပေမဲ့ခရစ်ရဲ့စိတ်ကတော့စစ်မြေပြင်မှာပဲကြံ့နေခဲ့တယ်ကလေးကိုတန်ကြရင်တောင်တင်းနဲ့တန်လို့ထင်အောင်ထင်မှဖြစ်လာတဲ့အထိ PTSD စိတ်တန်ရာကပြင်းထန်လာပါတယ်ဇလန်ရဲ့အထွတ်ထေကတော့နှစ်ဖောင်းတလောက်ကိုက်တသမတောင်းမိုင်ခန့်အကွာကနေမူစတာဖာကိုပြစ်ခတ်ရတဲ့အခန်းမှာပဲဒါဟာစနိုက်ပါလောကမှာမဖြစ်နိုင်တဲ့လောက်ခက်ခဲတဲ့အကွာဝေးပါဒါပေမဲ့သူပြစ်လိုက်တဲ့ဂျီဟာလေတုကိုဖျက်ထမ်းပြီးမူစတာဖာရဲ့ခေါင်းတဲ့တဲ့ကိုထိမှန်သွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီချက်ကြောင့်ပဲသူတို့အဖွဲ့ဒီနေရာပေါ်သွားပြီးရန်သူတွေဝိုင်းနာခံလိုက်ရတယ်တဲမုန်တိုင်းကြီးထဲမှာအသက်လူထွက်ပြေးရတဲ့အခန်းကတော့စစ်ကားကြီးရကြိုနဲ့စေမဲ့ခန်းကလည်းခရစ်ခိုင်ဟာစစ်မြေပြန်ကနေအသက်ရှင်လျက်အိမ်ပြန်လာနိုင်ခဲ့ပါတယ်သူဟာစိတ်တန်ရာယာနေတဲ့တခြားစစ်ပြန်ရဲဘော်တွေကိုကူညီရင်းနဲ့ကိုပြန်လဲကူစားခဲ့တယ်ဒါပေမဲ့ကန်ဂျမာကရက်စလွန်ပါတယ်သူကူညီပေးနေတဲ့စစ်ပြန်ရဲဘော်တယောက်ရဲ့လက်ချင်နေမဲ့တနက်ပေကွန်းတစ်ခုမှာသူကွယ်လွန်ပါခဲ့ရပါတယ်နေကုန်းချုပ်ရရင်ဒီဇလန်ကကျွန်တော်တို့ကိုမေကုန်းတစ်ခုမေးသွားပါတယ်စစ်ပွဲကနေအိမ်ပြန်ရောက်လာပြီဆိုတိုင်းတကယ်ရောပြန်ရောက်လာပြီလို့ပြောလို့ရမလားဆိုတာပါပဲမိတ်ဆွေရောခရစ်ကာရဲ့ဆုံးဖြတ်ချက်တွေပေါ်ဘယ်လိုမြင်လဲသူဟာတကယ်ပဲသူရဲကောင်းတစ်ယောက်လားဒါမှမဟုတ်စစ်ပွဲရဲ့တားကောင်းတစ်ယောက်လား